ဒီနေ့ဒီပုံစံလေးကိုတူတူလုပ်ကြည့်အောင်ပေါ့နော်Samping ဟန်ကကုဆဲရူနာနီစူပါနော်မိုင်းနီဆိုချောခါရာကျော်ရဲဆုကတက်ကိတဲ့အစ်တာနော်အဲ့ဒီမှာဆိုရင်ရွေးချက်စရာတွေမှာလေးကိုပေးထားပါတော့တို့အတဲတို့စုရတို့အစ်တဲ့မောတို့နတ်တဲဝါဆိုဒီခုရှိပေါ့နော်အဲ့မှာအဖြေကတော့ဘာဖြစ်မလဲဆိုရင်အဖြေကတော့နံပါတ်1ပေါ့နော်နံပါတ်1ကတို့အတဲကကျတော့ဘလို့နေရာတွေမှာတောင်းတာတော့ဆိုတော့ထူးခြားတဲ့အခြေအနေအကြောင်းပြချက်ရှိရအကြောင်းပေါ့နော်အဲ့လိုမျောလဲထားတဲ့အတိုင်းထူးခြားတဲ့ရလက်ဖြစ်လာတယ်ပေါ့ထူးခြားတဲ့အခြေအနေရှိရအကြောင်းထူးခြားတဲ့ရလက်ဖြစ်လာတယ်အဲ့ဒီအခြေအနေမှာတုံးတော့ကွာအဲ့ဒီမှာကျတော့ထူးခြားတဲ့အခြေအနေအကြောင်းပြချက်ပေါ့နော်အဲ့ဒါဘာရှိနေရလဲဆိုတော့သူက Samping Hankaku လေဒါထူးခြားတာပေါ့နော်စူပါတွေမှာနေ့တိုင်း Samping Hankaku မှာမြင်ရတာအဲ့တော့ကျတော့ဒါထူးခြားရင်လေထူးခြားတဲ့အခြေအနေရှိတယ်အဲ့တော့ထူးခြားတဲ့ရလက်ဘာထွက်လာလဲဆိုတော့စူးစောခါတာဆိုအစိုးရကနေကဟိုလူတန်းရှည်ရှိနေအဲ့ထူးခြားတဲ့ရလက်ထွက်လာပေါ့နော်အဲ့ဒီတော့ထူးခြားတဲ့အခြေအနေအကြောင်းပြချက်မှာထူထင်ထားတဲ့အတိုင်းပဲနောက်ကလည်းထူးခြားတဲ့ရလက်ထွက်လာတယ်အဲ့ဒီလိုအခြေအနေဆိုရင်တို့အတဲဦးတောင်းနေတဲ့အဲ့ကျန်တဲ့သုံးခုကဘာလို့မဟုတ်တာလဲဆိုတော့တို့စုရတူဆိုတာကျတော့ဒါဆိုလင်းဆိုတာအခြေအနေတစ်ခုကိုယူဆတဲ့အချိန်မှာပဲတုံးတာကွာအဲ့ဒါကျတော့အဲ့ဒါနံပါတ်2ကမဖြစ်နိုင်အောင်နံပါတ်3ကကျတော့တို့အစ်တဲ့မို့ဆိုတော့ကျလို့ပြောပြမယ်လေပေါ့နော်အဲ့လိုပြောပြမယ်လေဆိုပြီးတော့နောက်ကနေလာတဲ့ဟာကစန့်ကျင်ဘက်အတိတ်ပဲဝယ်လာမယ်ကွာအဲ့တော့ तू ကလည်းမဟုတ်ဘူးเนาะနောက်ကစန့်ကျင်ဘက်လည်းမဟုတ်နေကြတော့အဲ့တော့နောက်တစ်ခုကကျတော့တို့နတ်တဲ့ဝါဆိုတော့ကျတော့သူဖြစ်သွားတဲ့အခြေအနေမျိုးရောက်လာရင်တော့ဆိုအဲ့လိုဖြစ်သွားတဲ့အခြေအနေမျိုးရောက်လာရင်တော့ဆိုပြီးနောက်ကတော့မကောင်းတဲ့ရလဒ်ပဲထွက်လာမှာကွာအဲ့ဒီတော့ဒီကဲမှာသူနဲ့ကိုက်ညီနေတဲ့ဟာကတော့နံပါတ်1ကတို့အတဲပဲဖြစ်ပါတယ်